အဲ့တော့အရင်တော့စာမားထားတာကမေတ္တာတဲ့ကျင့်စဉ်3ကို2လို့ရေးထားတယ်ပေါ့နော်ဟော sorry 2ကို3လို့ရေးထားတာပေါ့ဒီတစ်ခေါက်ကမှတကယ်3ပေါ့နော်အဲ့ဒါလေးနဲ့ဆက်ဆက်ပြီးတော့စိတ်တကူနဲ့ပတ်သက်တာလေးတွေကိုတေးသေးချာချာလေးတင်ပြပေးဖို့အစီအစဉ်ရှိပါတယ်ပေါ့ဟုတ်ပြီကျွန်တော်တို့အဲ့တော့မေတ္တာပွားနည်းလေးကျွန်တော်ပထမပိုင်းမှာမေတ္တာပွားနည်းဒုတိယပိုင်းမှာမေတ္တာပို့နည်းပေါ့နော်တတိယပိုင်းမှာတော့အဲ့ဒီမေတ္တာပွားနည်းပို့နည်းကိုပြည့်ပြည့်စုံစုံလေးပဲထပ်ပြီးတော့ရှင်းပြပေးပါမယ်နောက်တစ်ခုအခြားပညာချက်တွေပါမယ်ပေါ့ဟုတ်ပြီဗျာအဲ့တော့ကျွန်တော်တို့ဒီပထမပိုင်းကိုနော်ကျွန်တော်တို့ဒီမေတ္တာထားနည်းတင်ပေးတယ်ဒုတိယပိုင်းမှာမေတ္တာပို့နည်းပေါ့မေတ္တာပို့နည်းတဲ့မှာနည်းနည်းလေးမပြောရသေးတာကမိမိကိုယ်ကိုအရင်ပွားရမယ်နော်မိမိကိုယ်ကိုဘာလို့ပွားရလဲမြတ်စွာဘုရားကနော်လောကကြီးမှာမိမိကိုယ်ကိုအချစ်ဆုံးလို့ပဲပြောထားတာလေဟုတ်တယ်မလားမိမိကိုထိရင်တော့မုန်းမှာပေါ့အဲ့တော့ပြောချင်တာကတော့မိမိကိုယ်ကိုအချစ်ဆုံးဆိုတဲ့အတွက်မိမိကိုယ်ကိုအရင်ပွားခိုင်းတာအဲ့တော့လူတွေကပြောမှာပေါ့ငါကိုငါမချစ်ဘူးအတ္တမကြည့်ပါဘူးဆိုရင်တော့ပြောချင်တာအတ္တမကြည့်ဘူးနော်အတ္တဆိုတာဒိဋ္ဌိနဲ့တူတာပေါ့ဒိဋ္ဌိတွေမကြည့်ဘူးအတ္တမကြည့်ဘူးဆိုရင်သောတာပန်ဖြစ်နေပြီလေတဂရကဖြစ်နေပြီလေသူတို့မှာငါဆွဲရသောတာပန်လောက်နေပြုတ်နေပြီအဆွဲမပေါ့နော်အတိမမှန်မှယူမပေါ့အဲ့တော့ပြောချင်တာကတော့ကိုယ့်ကိုအတ္တမကြည့်ဘူးလို့ပြောရင်တော့သောတာပန်ဖြစ်တယ်လို့ကြေညာလိုက်တယ်တူတူပဲဗျငါပြုတ်သွားပြီဆိုသောတာပန်နဲ့ပတ်သက်ပြီးတော့ငါဆွဲပြုတ်သွားရင်လည်းတူတူပဲဗျအဲ့တော့ပြောချင်တာကဒီမိမိကိုယ်ရင်ပွားရတယ်မိမိကိုယ်ရင်ပွားပြီးတော့မှဘသူပွားရလဲဆိုတော့ဒီဟလာကို3နှစ်တိတိ3နှစ်တာပတ်ဝန်းကျင်မှာကိုနဲ့စစ်တေထိတွေ့သမျှလူတွေအကုန်ရင်မေတ္တာပွားရတယ်ဟုတ်ပြီတတိယပိုင်းမှာကျတော့ဒဇိမ့်ပေါ့ဒဇိမ့်နေနောက်တစ်ခုကကျတော့ဒီမိဘပေါ့မိဘပြီးပြီဆိုရင်ကိုချစ်တဲ့လူတွေပြီးပြီဆိုတော့မှကိုမုန်းတဲ့လူနောက်ဆုံးမှပွားရတာအဲ့လိုပွားတဲ့အချိန်မှာလဲအေးကျမ်းမာပါစေချမ်းသာပါစေကွာလို့မဟုတ်ဘူးစာရေးသူပြောပြီးသားပေါ့ပထမဆုံးတည်းက line တစ်ခုပေါ့နော်ပထမဆုံးတည်းက line တစ်ခုဖြစ်တဲ့အချိန်မိမိခန္ဓာကိုယ်မှာအေးတက်တွေရှိနေမှာသူတို့ကပို့အောင်ကိုယ့်ကိုအေးပြီလားလို့တွေးအေးချမ်းနေပြီဆိုမှသူများကိုအေးတက်တွေကူးပါစေဆိုတဲ့စိတ်ကိုသွင်းပြီပေါ့နော်အဲ့တော့ဒီနေ့ပြောချင်တာကဒီတတိမအိမ်ကိုသွားလိုက်တဲ့အချိန်မှာခွေးလေးတစ်ကောင်မြင်တာပေါ့နော်အခွေးတစ်ကောင်တော့မဟုတ်ပါဘူးနှစ်ကောင်မြင်တာပေါ့နှစ်ကောင်မြင်လိုက်တော့ဘလို့အာယုံရလဲဆိုတော့အဟိတ်တရိษံကိုသွားပြီးအာယုံရတာပေါ့အဟိတ်တရိษံကိုမြင်တော့အဟိတ်ဆိုတာဘာလို့လဲဆိုတော့ဒီအဟိတ်ဆိုတာကလောဘဟောပေါ့ဒီလောဘဒေါသမောဟပဲရှိတာပေါ့နော်ဟောပေါ့အာလောဘဆိုတဲ့သူတစ်ပါးပေါ့ပေးကမ်းခြင်းစိတ်နော်အာဒေါသဆိုတဲ့မေတ္တာစိတ်ပေါ့နော်အာမောဟဆိုပညာစိတ်သူတို့ကတော့အာမောဟတော့မဖြစ်နိုင်ဘူးဒါပေမဲ့စိတ်နဲ့စိတ်ပေါ့အဲ့ဒါကြီးကင်းတဲ့တော့အဟိတ်တရိษံလို့ခေါ်တာပေါ့နော်ဖယားလောင်းတော်တွေဆိုရင်ဖြစ်တဲ့ဘဝတွေမှာကြည်လိုက်ခွေးဖြစ်ရင်လည်းခန္ဓာကိုယ်ကြီးကခွေးဒါပေမဲ့စိတ်ကလူစိတ်တဏှာတက်တယ်ကျင်နာတက်တယ်လူတွေထက်ကိုကျင်လာတယ်ဖယားလောင်းမှာမြောက်ဖြစ်ပြီဆိုရင်လည်းမြောက်တာရုပ်ကမြောက်ရုပ်နော်စိတ်ကလူစိတ်တကယ်ကိုကျင်နာတယ်အတိခံသွားတာဇက်တော်တခုမှဆိုရင်လေဟုတ်လားသူ့ကိုတတ်တဲ့ပုံနာကိုလည်းသူ့တတ်တဲ့ပုံနာကိုလည်းသူ့သွေးစက်နဲ့လမ်းပြပေးတာပေါ့အရန်စိတ်တက်မြင့်မြတ်တာအဲ့တော့စိတ်တကုန်းနဲ့ပတ်သက်ပြောမှာမလို့เนาะဒါကပနာချဲ့တာပေါ့အဲ့တော့အသေးကူမှာတရားထိုင်ဖို့တယ်စာပေမှာလည်းကြည့်လိုက်တယ်အဲ့တော့သောတာပန်ဆိုရင်တဲ့เนาะငရဲပြုတ်ပြီတဲ့ဟုတ်ပြီငရဲဆိုတာကဒုက္ခလေဒုက္ခဝေဒနာနဲ့ပြောမယ်ဆိုရင်ဒုက္ခဝေဒနာပေါ့သောတာပန်ဆိုတာဒုက္ခဝေဒနာပယ်ပြီးသားပုဂ္ဂိုလ်လို့ပြောတဲ့အတွက်ဒီသောတာပတ္တိမှာတည်တဲ့ပုဂ္ဂိုလ်ဒီသောတာပတ္တိဖို့တည်တဲ့ပုဂ္ဂိုလ်ဒီဟိုပါပေါ့ဒေါသဝေဒနာဒုက္ခဝေဒနာပြုတ်နေတယ်ပေါ့နော်ပြောချင်တာကပယ်ထားတယ်လို့သုံးမယ်ဒုက္ခဝေဒနာကိုအကျွမ်းမဲ့ပယ်နိုင်တယ်ဆိုတဲ့သဘောမျိုးနဲ့သုံးရမှာပေါ့နော်သူကသောတာပတ္တိမတ်ဖို့အဆင့်တွေပယ်တာပေါ့အဲ့တော့ပြောချင်တာကဒီနောက်တစ်ခုဟိုပါပေါ့နတ်ပြည်ဆိုတဲ့ဒုက္ခဝေဒနာကိုသူကဒီမှာဒုက္ခဝေဒနာအာယုံချမ်းနေပေါ့နော်ရုပ်ချမ်းနာချမ်းနဲ့ခံမှုတဲ့အတွက်ဒုက္ခဝေဒနာရှိတယ်ပြောချင်တာကနတ်ပြည်ဆိုတာကဒုက္ခဝေဒနာ तू မခံမှုတဲ့အတွက် तू မှမရှိဘူးပေါ့နော်ဒုက္ခဝေဒနာပယ်နေ तू မှသိအားမရသေးဘူးပေါ့နော်ဒုက္ခဝေဒနာနတ်ပြည်မခံစားဘူးသေးဘူးပြောချင်တာကနာညွတ်ရရုပ်စာတိဖြစ်တယ်ဆိုတာကိုပြောချင်တာတေဂာနီမှာနော်အာတောကမီတေဂာနီမှာစပတ်ကြီးမွေဖြစ်သွားတယ်ဆိုပြီးစာပေမှာရှိပြီမဲ့အချို့ရဟန္တာတွေညင်းပါတယ်အချို့ပုဂ္ဂိုလ်တွေညင်းပါတယ်တရိစ္ဆာန်ဖြစ်သွားရင်မြတ်စွာဘုရားတော့မကယ်နိုင်ဘူးခတ်သွားပြီပေါ့နော်အဲ့ဒီအချိန်မှာ तू ကအမှန်မှားပေါ့နော်ပူတဲ့အချိန်မှာဘေးနားမှာပြမနာရရှိတော့ပူလိုက်တာလို့ပြောစပတ်ကြီးတဲကြီးဆိုင်အေးတယ်ဆိုလို့အမှ तू ကစပတ်ကြီးတဲကြီးမားတဲ့အချိန်မှာ तू သားရဟန္တာရောက်ပြီးတော့အဖေစပတ်ကြီးတဲကြီးလို့မမှတ်နဲ့ဝေဒနာလို့မှတ်နော်အာတုပလို့မှတ်ဆိုအဲ့လိုစိတ်ကလေးပြလိုက်တဲ့အချိန်မှာအာတောကမင်းရတာရဟန္တာကောင်းမှုကြောင့်မို့လို့နတ်ပြည်ရောက်သွားတာပြောချင်တာကဒီ
စိတ်ကဲတဟိုပြောချင်တာတေဂာနီးမှာရေးစားပါတယ်ဆိုတော့ရေလေးတစ်ပေါက်ကနေပြီးတော့ရေးစားပါတယ်ဆိုတော့ရေလေးတစ်ပေါက်ကနေပြီးတော့တေသွားတဲ့အချိန်မှာအဲ့ဒီရေလေးတစ်ပေါက်ကြောင့်မလို့အဲ့ဒီမှာသွားပြီးတော့ငကားဖြစ်ရတယ်နော်ငားတွေဖြစ်ရတယ်မိမိတို့ဘာဘကုသိုလ်ကျိုးပေါ့နော်အဲ့ဒါကြောင့်မလို့မြတ်စွာဘုရားဘာပြောလဲဆိုတော့ဒါနမပါဖြစ်လေပညာမဲ့တဲ့ပညာမဲ့ကလူဘဝအတုံးအောက်ကြလွန်လာသည်တဲ့နော်ဒါနမပါရင်တော့ကျုပ်တို့တွေဖြစ်လေရမှာကျုပ်တို့အောက်ကြနောက်ကြပဲရှာရကွာပေါ့ထမင်းတက်လို့ကိုခဲရင်ရှာစားမှာပဲတီလာမပါဖြစ်လေရတယ်နော်ယောဂထိုးတတ်သည်တဲ့နော်အဲ့တော့ယောဂထိုးကလူဘဝမရှင်ပြတော့ဘူးတဲ့တီလာတွေမရှိဘူးကျုပ်တို့ပြက်ယွင်းနေတယ်ဆိုဖြစ်လေရပေါ်မှာကျုပ်တို့အသက်တူနိုင်နေဖုန်းအချို့ကြတော့ဖုန်းတစ်ခုတော့ကြီးပါတယ်လောက်ကြံခံရတာရှိရပေါ့နော်နောက်တစ်ခုကဘာဝနာမပါဖြစ်လေပညာမဲ့တတ်သည်ပညာမဲ့ကလူဘဝအတုံးမကြဘူးပညာမဲ့သွားရင်တော့လူရဲ့ဘဝအတုံးမကြဘူးပြောချင်တာပေါ့အဲ့တော့ဘာဝနာဆိုတဲ့စကားလေးတစ်ခုကိုပဲကျွန်တော်တို့ကြည်ကြဲပြပြလေးသုံးမယ်အဲ့တော့မြတ်စွာဘုရားပြောတယ်စိတ်ဒီနာနိယတိလောကောစိတ်ဒီလောကကိုဥဆောင်တယ်အဲ့တော့စိတ်ဒီလောကကိုဥဆောင်တာဖြစ်တဲ့အတွက်ဘယ်ပဲသွားစိတ်တကူဆိုတဲ့အရာလေးကသွားပြီးစကားပြောတာပေါ့နော်ဟဲ့လားမြတ်စွာဘုရားကဒါနကြောင့်တင်ဘာကြောင့်တင်လို့ပြောတာမဟုတ်ဘူးလောဘစိတ်နဲ့တင်ပြိတ်တာတဲ့ဒေါသစိတ်နဲ့သုတိကြတယ်ဆိုတော့ငရဲပေါ့နော်မောဟစိတ်နဲ့သုတိကြရင်ပြိတ်တာဆိုပြီးတော့သုံးတယ်ပေါ့အဲ့တော့အဲ့ဒီဖြစ်နေတဲ့အချိန်တွင်းမှာဖြစ်လိုက်တဲ့စက္ကန့်ပိုင်းတွေမှာမိမိကသုတိစိတ်ကြသွားရင်ကိုဖြစ်လိုက်တဲ့အာယုံတိုင်းကိုကအရောက်ပို့တာပေါ့အဲ့တော့ကိုကဘယ်လောက်လူထားတယ်ဆိုတော့ဒီအရာတွေနဲ့မကြည့်ဘူးအဲ့ဒါကြောင့်မြတ်စွာဘုရားပြောတာပေါ့ဒီချက်သားတို့ငါလက်မျိုးပေါ်ကနော်တရားဝါတွေတည်ပြီးသွားပြီဆိုဟဲ့လားဒီအပေကြတာတော့ဒီမဟာမြေကြီးမဟာပထဝီမြေကြီးလောက်ကြီးဖယားလက်ထက်တော်မှဒီလိုပြောတာဆိုတော့ဖယားအခုနည်းနည်းသာသနာတော့မကွယ်သေးပါဘူးเนาะအခုဆိုတွက်ကြည့်လိုက်တော့လောဘဒေါသမောဟဘယ်လောက်များနေတယ်ပေါ့အဲ့တော့ဒီစိတ်ကလေးတွေကိုဖြစ်ဖို့မွေးဖို့ဆိုတာအရန်ဆွမ်းအားကြီးတဲ့စိတ်ဖြစ်ဖို့ဆိုတာအရန်ခက်ပါတယ်ဒါကြောင့်မို့လို့မိမိရဲ့ကုသိုလ်စိတ်ကလေးတွေเนาะမေတ္တာစိတ်ကလေးတွေကိုတတ်နိုင်တယ်လို့ပွားကြပါအဲ့တော့မေတ္တာပွားတယ်ဆိုတာကအချို့လူတွေကမှားနေကြသူတစ်ပတ်အေးချမ်းခြင်းလို့ဆိုမှားတယ်ပြန်မေတ္တာပွားတယ်ဆိုတော့ကိုယ့်ကိုယ်အေးချမ်းပွားတာသူကသူအေးချမ်းမေးချမ်းကိုယ့်ရဲ့အေးဓာတ်တွေကလောကကြီးမှာတတ်နိုင်တယ်လို့လွမ်းမယ်အဲ့တော့ပြောချင်တာကတော့ကိုအေးချမ်းရင်ပြီးတာပဲအချင်းပြပိုင်းတော့သူများအေးချမ်းတာမေးချမ်းတာသူတို့ပိုင်းအဲ့လိုမျိုးပြောရင်လည်းမေတ္တာစိတ်မရှိဘူးလို့မပြောနဲ့နော်အဲ့ဒါခိုင်ချက်ကိုအရေးကြိုက်သွင်းထားတာလူတွေကလေသူများအတွက်ဆိုမလုပ်ချင်ကြဘူးကိုယ့်အတွက်မှကိုလုပ်ချင်ကြတာမို့လို့အဲ့ဒါကြောင့်မလို့ခိုင်ချက်ကိုအရေးကြိုက်သွင်းထားတာမေတ္တာပွားပြီးဆိုကဲဘသူအေးချမ်းမေးချမ်းအဓိကတော့ငါအေးချမ်းတာပဲလောကကြီးအေးချမ်းပါစေဆိုအေးတတ်တယ်လို့အဲ့တော့ကုသိုလ်တို့ဘာဝနာတို့ထဲမှာပေါ့နော်ဝိပဿနာဘာဝနာကပဲအဲ့ဒါကိုလုံးမကိုရတာမေတ္တာတို့အဲ့ဒီမေတ္တာဘာဝနာတို့အဲ့ဒီပေါ့နော်အမြဝေဒာတို့သူများလည်းရတယ်တရားဝါတွေလည်းရကြတယ်အဲ့တော့မေတ္တာဆိုတာပို့တယ်ဆိုတာကိုယ့်အတွက်လည်းကိုလောက်တာမှန်တယ်လို့သူများအတွက်လည်းလောက်တာမှန်တယ်ပေါ့နော်အဲ့တော့မေတ္တာတတ်တွေခန္ဓာကိုယ်ထဲမှာအယံကိုစီးဝင်လာပြီဆိုရင်ကျိန်းတည်တယ်ကိုကဘာပဲလုပ်လို့သူကသူအဆင်ပြေတော့မှနတ်တရားလည်းဆောက်ရှောက်တော့မှာဟာလားဘာဖြစ်လဲဆိုတော့မေတ္တာအကျိုးဆိုအဲ့ဒါမှသူကခံစားရတာဟုတ်တယ်နော်အဲ့တော့နောက်တစ်ခုလူတွေမှာကိုရောင်ကိုဝါဆိုတာလည်းရှိတယ်လူတွေမှာအနတ္တဆိုတာရှိတယ်သီလမရှိတဲ့ပုဂ္ဂိုလ်တွေအဲ့လိုပဲမေတ္တာတဲ့အားနေတဲ့ပုဂ္ဂိုလ်တွေကြတော့နတ်တွေမကတ်နိုင်စောင့်ရင်တော့မှသူတို့ဟိုဘောနတ်ကောင်းနတ်မြတ်တွေကဘာဖြစ်လဲဆိုတော့မြတ်စွာဘုရားတော်မှာပြောတယ်ဝါတဲ့လူပြူလာရင်တဲ့ညဘက်တစ်ချိန်လောက်နော်လူသူနဲတဲ့အချိန်လောက်မှပဲဟိုဘောလူပြူလာတာများတယ်ဘာဖြစ်လို့လဲဆိုတော့ဒီအချိန်မျိုးမှာလူတွေရဲ့ကြားထဲမှာနေမယ်ဆိုလူတွေရဲ့အနံ့ပေါ့နော်တမိုင်လောက်ကနေပြီးတော့73မိုင်လောက်ကနေပြီးတော့ခွေးသေးကောင်ပုဂ္ဂိုလ်ဆွဲထားတဲ့အတိုင်းပဲအရန်နိုင်တယ်ပေါ့နတ်တွေတောင်မှလူတွေရဲ့အနံ့ကိုမခံနိုင်ဘူးဒါပေမဲ့သီလသမာဓိပညာရှိတဲ့ပုဂ္ဂိုလ်တွေဒီမေတ္တာဘာဝနာပွားတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အဲ့ဒီပုဂ္ဂိုလ်တွေရဲ့အနံ့ကတော့သီလကတော့သူတို့ရဲ့သီလသူတို့ရဲ့ဒါနသူတို့ရဲ့ဘာဝနာသူတို့ရဲ့မေတ္တာစိတ်ကလေးဟာနတ်ပြည်တော်မှာအနံ့ရောက်ပါတယ်ဆိုပြီးဟောထားတာပေါ့အဲ့တော့ပြောချင်တာကတော့ကိုယ့်ရဲ့လောက်ရက်တွေကိုယ့်ရဲ့စိတ်ထားတွေကဘယ်သူမှမသိဘူးလူမသိပဲနတ်သိတယ်ဆိုသဘောထားပါအဲ့တော့နတ်တွေနဲ့အကျိုးပြုနိုင်အောင်လို့မေတ္တာလေးစပြီးတော့ပွားကြပါအဲ့တော့ဒါလို့ဆိုရင်မေတ္တာနဲ့ပတ်သက်တာတော့သိပြီးချင်းတယ်အဲ့တော့မေတ္တာနဲ့ပတ်သက်ပြီးတော့နောက်တစ်ခုထပ်ပြီးရေးတာ healing နဲ့ပတ်သက်ပြီးရေးထားတာပေါ့နော်healing ဆိုတဲ့သဘောတရားဒီသူတို့ဘယ်ဟာစလဲဆိုတော့ချက်ကရပညာရက်တွေစတယ်ပေါ့နော်ချက်ကရဆိုတာကတော့ဒီအရှေ့တိုင်းနီးတွေဟိန္ဒူနီးစနစ်ပေါ့နော်အဲ့ဒါစတယ်ရောင်စင်ပညာလို့ခေါ်တာပေါ့အဲ့တော့ဒီခန္ဓာကိုယ်မှာရွှေရောင်လိုင်းတွေပါလွှင်းနေပြီအဲ့လိုမျိုးပေါ့နော်ကုပေးလိုက်တာပေါ့အဲ့တော့ healing ဆိုတဲ့သဘောတရားကလည်းအန်နေများတယ်ပေါ့ကုသနေတဲ့အချိန်တွင်းမှာတစ်ဖက်လူကိုစိတ်ကလေးတစ်ချက်မှားလိုက်တာနဲ့တစ်ဖက်လူကထိသွားနိုင်တယ်ဥပမာပရိသတ်တွေလိုကိစ္စမျိုးဆိုရင်ပြတ်ကြရင်ကောင်းမှာပဲဆိုစိတ်ကိုရမ်းကြည့်တော့ကလေးကလည်းကန်နေတဲ့အချိန်မှာပြတ်ကျသွားတာ
နော်အဲ့တော့စိတ်တကူမြင်းနဲ့စိတ်တကူဘလောက်မြင်တစ်ဖက်လူကကန်ရှိရဆိုတော့ပြက်ရင်ကောင်းမှာပဲလို့တွေးတယ်မပြတ်ဘူးအဲ့ဒါတော့တစ်ခုရှိတယ်စိတ်တကူကြောင့်တော့ကြအဲ့လိုမျိုးလုပ်ရင်လူတိုင်းတတ်လို့ရတယ်မရဘူးကန်နေဆိုတာရှိသေးတယ်အဲ့တော့ဟိုမေတ္တာနဲ့လူတရားကိုကုတော့မယ်ဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့မေတ္တာဆိုတာကဟာလားကင်ပြလို့မရဘူးခံစားမှုတော့ရှိတယ် feeling ပေါ့နော် feeling ရှိတယ်အယောင်စင်ဆိုရင်လည်းအဖြူလိုပဲသုံးပါဘာလို့ဆိုတော့အဖြူရောင်မေတ္တာလို့သုံးတယ်တော့ပေါ့နော်ဖြူစင်နဲ့အဲ့တော့မေတ္တာကိုအာရုံပြုလိုက်မယ်ဆိုမေတ္တာအေးလိုက်ဖြစ်တဲ့အတွက်မိမိခန္ဓာကိုယ်မှာစိတ်ချမ်းသာမှုဘဝနေတဲ့အချိန်မှာဖြစ်တဲ့မေတ္တာတဲ့အေးချမ်းမှုအဲ့ဒါဒီမေတ္တာနဲ့တထရာတဲ့တူတဲ့စိတ်မျိုးပေါ့အဲ့ဒီစိတ်လိုင်းလေးကိုတစ်ဖက်လူရဲ့ခန္ဓာကိုယ်ဥမာပြင်ကျမ်းမာပါစေချမ်းသာပါစေဆိုကိုယ်မှရှိတဲ့အရာကိုအေးလိုင်းလွှတ်လိုက်တော့သူ့ပေါ်မှာအေးလိုင်းအာရုံပြုပြီးလွှတ်ရတယ်အဲ့တော့မှသူကကိုယ်တတိယသလိုလိုလွမ်းသလိုလိုဆွေးသလိုလိုဖြစ်ပြီးကိုယ်ကိုလိုက်ရှာခြင်းသလိုဖြစ်မှာအဲ့ဒါမှမဟုတ်ဘဲနဲ့ကတော့မရဘူးမသက်တာဘူးအဲ့တော့ကိုယ့်ကိုအေးနေအောင်ရေးကြည့်မှသူများကိုအေးအောင်လုပ်အဲ့ဒါမေတ္တာပေါ့ဒါပေမဲ့ဒီဝိပဿနာသမားတွေကျင့်တဲ့မေတ္တာကြတော့အရင်အစင်းမြင်တယ်ငါသူတစ်ပါးပြုတ်သွားတာယုံနာမယ်မွေလာလဲယုံနာမယ်တရေလာလဲယုံနာမယ်ယုံနေနာမယ်အဲ့ဒါအရင်အစင်းမြင်တယ်အဲ့ဒီအစင်းမြင်တဲ့အစင်းအဲ့အစင်းရောက်သွားပြီဆိုရင်တော့မွေလည်းမကြောက်တော့ကင်းလည်းမကြောက်ဘာမှမကြောက်တော့ဘသူတွေ့တွေ့ရန်သူမှမတတ်မှတ်တော့ဘူးမွေတရားလည်းသူ့တွေမကြိုက်တော့ဘူးအဲ့ဒါမေတ္တာလို့ခေါ်တယ်မေတ္တာတက်ပေါ့အဲ့မေတ္တာကြအစင်းမြင်တယ်သူကကြတော့ဝိပဿနာမေတ္တာလို့ခေါ်တယ်ဒါပေမဲ့သူကငါသူတစ်ပါးယောက်ျားမင်းမှာပြုတ်သွားတာယုံနဲ့နာမယ်ရှိတာဒါပေမဲ့ယုံနဲ့နာမပြုတ်သေးပြီမပြောချင်တာကဒီအဆင့်တွေကလည်းမြင့်ပါတယ်เนาะဒီအဆင့်တွေကလည်းမြင့်ပါတယ်အဲ့တော့စပြီးတော့ပွားကြည့်ကြပါအဲ့တော့မေတ္တာလေးနဲ့စပြီးတော့ကုကြည့်เนาะအဲ့တော့ကုတဲ့အချိန်မှာလည်းလူတစ်ယောက်နဲ့တစ်ယောက်မှာဓာတ်လေးပါးမှာเนาะဓာတ်လေးပါးပထဝီတိဆိုအဘဝရောဆိုတာအသားတစ်ခုကိုကင်ကြည့်မယ်ဆိုမာရာပြောတာတွေ့ရဆိုပေမဲ့တစ်ခါကြရင်ပူရာအေးတာအရင်ဆန်းသက်မိတာပေါ့အဲ့တော့ဟုတ်ပြီလူတစ်ယောက်မှာယောဂစစ်တော့မယ်ဆိုအဲ့ဒီလူရဲ့ပုံမှာအာယုံလေးနဲ့လက်လေးနဲ့မိုးပြီးတော့လိုက်ရှာလာဟုတ်ပြီဒီကသူကခေါင်းမှာယောဂရှိရဆိုကိုယ့်လက်ကသူ့ပေါ်မှာမိုးလိုက်တဲ့အချိန်မှာကိုယ့်လက်ကတကိုက်တယ်လို့ဘာလို့စဖြစ်လာပူလာတာတို့အဲ့ဒါမျိုးဆိုရင်ဟုတ်ပြီမင်းခေါင်းမှုတက်တယ်ခေါင်းကိုက်တယ်သူကနောက်ပိုင်းအဲ့လိုမျိုးစေးရင်းနဲ့ခံစားတတ်လာတယ်ပေါ့နော်ပြီးရင်လက်ကလေးနဲ့အဲ့ဒီနေရာတွေကိုဆွဲပြီးတော့ကဲလိုက်ခဲ့ဆိုပြီးတော့မနှောနဲ့ပေါ့နော်ဆွဲပြီးတော့ထုတ်ပြီးတော့လှုပ်လိုက်ပေါ့အဲ့ဆိုအချို့ကျတော့ပူပြီးတော့ထွက်တာရှိတယ်အချို့ကျတော့အေးပြီးကျင်ပြီးထွက်တာရှိတယ်သူတို့လှုပ်ကြည့်လိုက်ကြပေါ့အဲ့တော့ဆရာရဲ့စာရေးဘာလို့စကားပြောရင်ဘာလို့မျိုးလုံးမိတ်သွားလဲလို့မေးရင်တော့ကိုရီးယားအဲ့လိုစကားပြောရင်ကိုဒီရဲ့အာယုံပေါ်မှာပဲကိုရီးမျိုးဟုတ်ဟိုဖုန်းနဲ့ရိုက်နေတာဖြစ်တဲ့အတွက်ကိုပဲအာယုံထားခြင်းတယ်အခြားလူနဲ့ကြည့်ရဆိုအခြားလူရဲ့မျက်လုံးကိုဒဲကြည့်ပြောရတယ်အဲ့တော့ကိုပဲအာယုံထားတဲ့အတွက်ကိုပဲဒီမျက်လုံးမိတ်ပြီးတော့ပြောတာအကျင့်ပါနေလို့ပေါ့နော်အဲ့တော့ဘုန်းကြီးဝေးရင်လည်းအဲ့လိုပဲတရားဟောမလားတော့မသိတော့ဘူးပေါ့အဲ့တော့ဒီနေ့စနစ်ပေါ့အဲ့ဒီနေ့စနစ်လေးနဲ့လုပ်ကြည့်ပါနောက်တစ်ခုကဒီဘယ်လိုပြောမလဲဒီဟောပေါ့ဓာတ်နဲ့ပတ်သက်ပြီးတော့တိုက်ခိုက်ခြင်းနေဆိုရင်ပြောကြတာဓာတ်နဲ့ပတ်သက်ပြီးတော့တိုက်ခိုက်ခြင်းနေဆိုရင်ဒီဓာတ်နဲ့ပတ်သက်ပြီးတော့တိုက်ခိုက်ခြင်းနဲ့အခြားလူတွေကိုလှုပ်ခြင်းနေဆိုရင်ဘယ်လိုလုပ်ရလဲဆိုတော့အဲ့ဒီပုဂ္ဂိုလ်မှာဒါတွေကတော့ဒီအဆင့်တွေကိုရောက်ဖို့ဆိုတော့စာရေးသူပြောပြီးတာနော်မေတ္တာတပွားတာတို့ခုနတော့ကဒီလူတယောက်ကဓာတ်ကိုဖမ်းနိုင်အောင်မိအောင်ဖမ်းနိုင်မှာအဲ့ဒီအဆင့်ကိုသွားရတာအဲ့ဒါတော့မကဲတာထိတာတွေ့တာပဲရှိသေးတယ်အဲ့ဒီအဆင့်မရောက်သေးဘဲနဲ့ရတော့ကဲကွာဘာဖြစ်မှညာပြောလို့မရဘူးအဲ့ဒီအဆင့်ကိုရောက်ပြီးတကယ်ဓာတ်တွေကိုနိုင်ချွတ်ခံစားတတ်သွားပြီဆိုရင်ဥပမာလူတယောက်ကို1 1 shot ဖြစ်စေခြင်းနေဆိုရင်အဲ့ဒီလူတယောက်ကိုအာယုံပြုပြီးတော့သူ့ရဲ့1 byte ထဲကိုတီစောမိပေါ့နော်ကဲမင်းရဲ့တီစောမိတဲ့ရုပ်ချင်စားပြီးတော့အပူဓာတ်တွေတောက်ဆန်းဆိုပြီးတော့အဲ့ဒီနေရာလို့အဲ့ကောင်1နေ shot တာပဲမသွားစီကြုံဓာတ်ချုပ်စီခြင်းနေဆိုရင်အာယုံပြုပြီးတော့ကဲအမအေးနေစမ်းဆိုပြီးတော့သူကဓာတ်ကိုပြင်လိုက်အေးသွားရင်သူကချုပ်သွားတာပူသွားရင်သူကဓာတ်သွားတယ်အဲ့ဒီသဘောပဲအပူအေးသဘောပဲနော်တခါကျရင်အတွင်းပူပြီးတော့အပြင်အေးတာရှိတယ်အပြင်ပူပြီးတော့အတွင်းအေးတာရှိတယ်ရေခဲချောင်းဆိုတော့အဲ့လိုပဲရေခဲချောင်းအပြင်အေးတယ်အတွင်းပူတယ်အဲ့လိုဓာတ်တွေလည်းရှိသေးတယ်ဓာတ်ကဲသဘောတရားကိုလည်းသူကအသေးစိတ်သိပါလေအဲ့တော့ဒီပညာရက်တွေရဲ့သဘောတရားကိုဒီလောက်ဆိုရင်တော့နားလည်ပြီလို့ထင်ပါတယ်ဘာလို့လဲဆိုတော့အဲ့လိုမျိုးကုဖို့ဆိုတာလေတကယ်စဉ်းစားကြည့်ရင်တော့ဒီလိုပြောုံနဲ့ဆိုရင်လည်းနားလည်မှာမဟုတ်တာသိတယ်လူတွေကိုဆရာပြောသလိုပဲလက်တင်နဲ့မိုးပြီးလက်ကြိုက်တဲ့လူဆိုအဲ့လက်မမိုးဟဲ့လိုက်ခဲ့ဆိုကိုကအပူဓာတ်ကိုဖမ်းပြီးဆွဲနေတော့သူ့ဘက်ကနောက်ပိုင်းအဆင့်မြင့်လာရင်ဟိုဘက်ကကြိုက်တယ်ဆိုကိုလေဒီဘက်လက်လေးမှာကြိုက်လာဆွဲပြီးထုတ်ပြီးတခါကြာရင်မြန်ကျင်နေဆိုရင်အဲ့ပေါ်မှာအာယုံပြုတ်ပြီးတော့ကဲကြမ်းပါပါစေချမ်းသာပါစေတော့အေးလိုက်သူ့ရဲ့ခန္ဓာကိုယ်မှာထည့်ပြီးတခါကြာရင်ပေါ့
ဓာတ်တရားလိုနေတာဆိုအဲ့ဒီနေရာမှာဓာတ်ကိုပြန်ဖြည့်ပြီဓာတ်လေးပါးကိုပြန်မျှပေးရတယ်ဒါပဲဒီအလုပ်ပဲလောကကြီးမှာနော်ဟိုမြတ်စွာဘုရားလည်းဓာတ်လေးပါးနဲ့ဆောက်တော့တာပဲနော်တလောကလုံးဓာတ်လေးပါးနဲ့ငရဲလည်းဓာတ်လေးပါးနဲ့ပဲဓာတ်လေးပါးပြတ်သွားရင်အကုန်ဓာတ်လေးပါးမှာတစ်ပါးပြန်အကုန်တည်ရတာပဲအဲ့ဒါကြောင့်မို့ဓာတ်လေးပါးကိုအကုန်လုံးညှိပြီးလို့ရတယ်ဒီဓာတ်ကလေနော်မေတ္တာဓာတ်နဲ့ညှိလို့လည်းရတယ်နော်ပြီးတော့နောက်တစ်ခုစိတ်တကူနဲ့ညှိလို့လည်းရတယ်ဂုဏ်တော်နဲ့ညှိလို့လည်းရတယ်ကြိုက်တယ်လို့ညှိလို့ရတယ်နော်ဒါလို့ဆိုရင်တော့နားလည်ကြလိမ့်မယ်လို့ထင်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေနော်